အချို့လူတွေနဲ့စကားပြောပြီးရင်ကိုအားအိမ်နေကုန်ပြီးတော့အာယုံနောက်သွားတယ်လို့ခံစားဘူးလားသူတို့ကကိုယ့်ကိုစဲနေရမျိုးတော့မဟုတ်ရန်လိုးနေရလည်းမဟုတ်ဒါပေမဲ့သူတို့နဲ့မိနစ်ပိုင်းလေးလောက်စကားပြောလိုက်အောင်နဲ့ကိုယုံကြည်မှုတွေတဖြည်းဖြည်းရောကျသွားတယ်နေရထိုင်ရလဲတော်တော်မှအာယုံနောက်သွားတယ်ဘာကြောင့်လဲသိလားဘာဖြစ်လို့လဲဆိုတော့အဲ့လိုလူတွေကစကားပြောနေရမဟုတ်သူတို့ကသူတို့ရဲ့အတ္တကိုပြနေရပဲဖြစ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေကျွန်တော်ကတော့ April ပဲဆိုတော့အဲ့လိုလူရင်းနဲ့စကားဝိုင်းတစ်ခုမှထိုင်လိုက်မိပြီဆိုတော့ပြောတဲ့အကြောင်းအရာတိုင်းကနောက်ဆုံးမှသူတို့ဘလောက်တော်ကြောင်းတက်ကြောင်းတွေပဲဖြစ်သွားတယ်ကိုဘာတွေအောင်မြင်ခဲ့လဲသူတို့ကစိတ်ဝင်စားဘူးကိုဘာတွေစူးစမ်းနေလဲဆိုတာသူတို့ကနားမထောင်သူတို့စိတ်ဝင်စားတာတစ်ခုပဲရှိတယ်အဲ့ဒါသူတို့ဘလောက်ထိတော်ကြောင်းလူတွေကိုသိဖို့ကိုကဒီနေ့ထဲမှာလုပ်ငန်းလေးစထားရလို့ပြောလိုက်ရင်သူတို့ကအော်အဲ့ဒါလားငါတော့အဲ့လိုလုပ်ငန်းမျိုးလွန်ခဲ့တဲ့9နှစ်ကလေးကစလုပ်ဖွေးရဆိုပြီးတော့ပြန်ပြောတယ်ကိုကဒီစာအုပ်လေးတိုးလောက်ဖတ်နေလို့ပြောလိုက်ရင်လေအော်အဲ့စာအုပ်လားငါပြဖတ်ပြီးတာကြားကြလာပြီဆိုပြီးပြောမယ်အရာအားလုံးမှာသူတို့ကအမြဲတမ်းပိုတိတယ်ပိုတက်တယ်ပိုတော်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကရှင်းတန်းနေကြတာစိတ်ပညာမှာတော့ဒါကို superiority complex လို့ခေါ်တယ်သူတို့ကကိုအယမ်းယုံကြည်လွန်လို့တော့မဟုတ်တကယ်တော့သူတို့ရဲ့အတွင်းစိတ်ထဲမှာမလုံခြုံမှုတွေကရှိနေလို့သူတို့ကအခြားသူတွေထက်ပိုမြင့်ပိုတက်နေရဆိုတာအမြဲတမ်းတွတ်တည်ပြချင်နေကြတာအဲ့ဒါကြောင့်သူတို့ကလူတိုင်းကိုပြိုင်ဘက်တယ်လို့မြင်တယ်တာမဲ့ခင်မင်းစကားဝိုင်းတစ်ခုကိုလည်းအတွေးမြင်ချင်းဖလှယ်တဲ့နေရာလို့မမြင်ဘူးအနိုင်ယူရမယ့်ပြိုင်ပွဲတစ်ပွဲလို့မြင်တတ်ကြတယ်အဲ့ထက်အဆိုးဆုံးကဘာလဲသိလားသူတို့ကကိုယ်ဓာတ်ရိုက်တော့မစော်ကားဘူးဒါပေမဲ့စကလုံးတွေနဲ့ကိုယ်တင်ငယ်အောင်ထက်ထက်ပြောတတ်တယ်ဥပမာနင်ကဒါလေးတောင်မသိဘူးလားနင်ကဒီလောက်ပဲလုံနိုင်တာလားငါဆိုရင်အများကြီးပိုကောင်းအောင်လုံနိုင်တယ်အဲ့လိုစကလုံးတွေကတာမန်တေးသေးလေးပဲလို့ထင်ရရင်မဲ့ကြာလာရင်လူတစ်ယောက်ရဲ့ကိုလေးစားမှုကိုပါတဖြည်းဖြည်းနဲ့ဖြည့်ဆည်းပစ်တတ်တယ်ဒါပေမဲ့မှတ်ထားပါသူတို့ပြောသမျှကိုယ့်ရဲ့တန်ဖို့သတ်မှတ်ပေးနေရမဟုတ်ဘူးသူတို့ရဲ့စကားတွေကသူတို့ရဲ့မလုံခြုံတဲ့အငုံစိတ်အခြေအနေကိုပြသနေခြင်းပဲဖြစ်တယ်တကယ်တော်တဲ့သူတွေကသူတို့ဘလောက်တော်ကြောင်စကလုံးရင်းနဲ့တက်သေးလိုက်ပြနေရမြင်ဘူးလို့လားတကယ်သိတဲ့သူတွေကလူတိုင်းကိုအထင်သေးပြီးတော့မပြောတတ်ဘူးတကယ်ရင်းကျက်တဲ့သူတွေကသူများကိုနှိမ့်ချအောင်လုပ်ပြီးတော့ကိုမြင့်တင်ဖို့မကြိုးစားဘူးဒါကြောင့်အဲ့လိုလူတွေချီတော့တွေနဲ့တွေ့ရင်သူတို့ပြန်ပြီးတော့အနိုင်ယူဖို့မကြိုးစားနဲ့သူတို့နဲ့ပြိုင်ဖို့လည်းမလိုအပ်ဘူးသူတို့ရဲ့စကလုံးရင်းနဲ့လည်းကိုပြန်ပြီးတိုက်တာနေဖို့မလိုအပ်ဘူးလို့ရမှာတခုတည်းပဲပြုံးပြလိုက်တစ်ကလေးပြုံးပြလိုက်ပြီးရင်ကိုလန်းကိုဆက်ရှောက်ဘာဖြစ်လို့လဲဆိုတော့အမှန်တကယ်မြင်မာတဲ့တောင်တလုံးကသူ့ကိုယ်သူဘလောက်ထိမြင်ကြောင်းအခြားတောင်တွေကိုလိုက်អော်ပြနေဖို့မလိုအပ်ဘူး